ယေရှုခရစ်တော်ဘုရားကလူမျိုးမခွဲပါဘူးဘာသာမခွဲပါဘူးအဆင့်တန်းမခွဲပါဘူးလူတွေကခွဲကောင်းခွဲမယ်နော်ဘုရားကမခွဲဘူးဒီနေ့ယေရှုခရစ်တော်ဘုရားကလူတိုင်းကိုချစ်လို့လူတိုင်းကိုကယ်ဖို့အတွက်လောကကိုကြွလာတာဖြစ်တယ်လွန်ခဲ့သောနှစ်ပေါင်း2000ခန့်ကကျွန်တော်တို့အခုဆိုတော့အစ္စရေးနိုင်ငံပေါ့နော်ဣသရေလနိုင်ငံဗက်လင်မြို့မှာယေရှုခရစ်တော်ဘုရားကလူစားတိခံခဲ့တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားငကိုတွေကဘုရားနော်ငကိုတွေကဘုရားပဲသူကကမ္ဘာမိုးမြေစัจ java ကိုဖန်ဆင်းတယ်လူသားအားလုံးကိုဖန်ဆင်းတယ်အဲ့ဒီလူသားကဘုရားစကားကိုနားမထောင်တဲ့အခါမှာအပြစ်ထဲကိုကြောက်ရောက်သွားတယ်အဲ့ဒီအပြစ်ထဲကြောက်ရောက်သွားတဲ့လူသားတွေကိုကယ်ဖို့ရန်အတွက်အဲ့ဒီဘုရားကောင်းကင်ကနေမြေကြီးကိုလူစားတိနာခံတယ်ဘုရားရဲ့ဘုံစည်းစိမ်ဖယားရဲ့ဒီပလင်တော်เนาะစီးစိမ်တွေအားလုံးကိုစွန့်ပြီးတော့လောကကိုလူကဲ့သို့အဖြစ်၌ဖွားမြင်ခြင်းကိုခံတယ်ဖယားဘုံစီးစိမ်ကိုစွန့်တယ်ဖယားအဖြစ်ကိုတော့စွန့်တာမဟုတ်เนาะဖယားပဲเนาะအဲ့ဒီဖယားကလောကကိုကြွလာပြီးတော့လူစားတိကိုခံယူတယ်ဘာလို့လူစားတိခံယူလဲဆိုရင်တော့လူသားအားလုံးကိုအပြစ်ကနေကယ်တင်ဖို့ဖြစ်ပါတယ်အဲ့ဒီအခုလို့ကျွန်တော်တို့မှာပန်းလေးတွေထိုးထားရနော် Merry Christmas နော် Christmas ဆိုတာကခရစ်ယာန်တွေရဲ့ပွဲပဲမဟုတ်ပါဘူးလူသားအားလုံးကိုကယ်ဖို့အတွက်ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားလောကကိုကြွလာတဲ့အချိန်ဖြစ်တယ်ဒီဇင်ဘာလကလေကျွန်တော်ငယ်ငယ်တော့ဆိုရင်ဒီဇင်ဘာရောက်အရန်ပျော်တာဗျဘာပျော်လို့ပျော်မှမသိဘူးနော်ကျွန်တော်တို့လူငယ်ဘဝတော့ဘုရားကျောင်းထဲမှာကျွန်တော်ကငယ်ငယ်လေးတွေကဘုရားကျောင်းမှာပျော်နော်ယေရှုသိတာမဟုတ်သေးတော့ဖခင်เจ้าမှာပျော်တာအဲ့လို carol singing ဆိုရတာတို့နော်ဖခင်เจ้าမှာဟိုကျမ်းစာသင်တန်းတွေတက်ရတာတို့အရင်ပျော်တာနော်အဲ့မို့ကျွန်တော်တို့ကဖခင်เจ้าမှာအမြဲတမ်းသွားတယ်အဲ့ Christmas ဆိုအရင်ပျော်သလားမမင်းနဲ့ carol singing တို့ပြဇတ်တို့အဲ့ဒီ Christmas အစီအစဉ်တွေမှာကျွန်တော်နာမည်မြက်နေကျွန်တော်အကိုတယောက်ရှိတယ်တစ်နေဆိုတာတစ်နေမြက်နေနော်ကျွန်တော်တို့နှစ်ယောက်မပါရင်ဖခင်เจ้าမှာပွဲမရှိဘူးဒါပေမဲ့ပါတာများတော့လေပွဲပြက်ကောနော်သူအရင်များလို့လည်းမရအောင်နော်ကျွန်တော်ကနည်းနည်းလွန်သွားတယ်နော်တခါလေကျရင်နော်ဟိုပွဲထဲမှာဟိုသူများကောင်းကောင်းကန်းကန်းလုပ်တယ်ကျွန်တော်ကဟိုပောက်ကြရတယ်ကိုရှောက်လို့ကိုအောင်နော်ဟလာဟိုပြဿက်တွေပါလေကျွန်တော်ပိုင်ပွဲမပိုင်ပွဲမရှိဘူးပါတာများအဲ့ပြဿက်ပြက်ကောနော်ပြဿက်ကဘာမှမသိတော့နော်အဲ့တော့ကျွန်တော်ညီကိုနှစ်ယောက်ကိုနာမည်ပေးထားတယ်ဗျောက်ဝီပြက်တာညီနောင်နှစ်ယောက်တဲ့နော်ကျွန်တော်တို့မပိုင်ရတာပွဲမရှိဘူးပိုင်လဲပွဲရပြက်တာပဲခရစ်စမတ်ရောက်လေကျွန်တော်ညီကိုနှစ်ယောက်ဘလို့ပျော်လို့ပျော်မှမသိဘူးဟာတညာလုံးမအိတ်ကယ်ဆင်းကင်းလိုက်ဆိုဟာဖះเจ้าမှာအဲ့တလလုံးကဖះเจ้าမှာကြီးပဲအဲ့ဒီဇင်မာလေကျွန်တော်ငယ်ငယ်တော့အရင်ဆင်းရဲတော့ကျွန်တော်ကအိုးအတော်စီမှာကြောင်းသွားတက်အမေဖះကြောင်းမထားနိုင်အဲ့တော့တခါလေးအိမ်ကိုလွမ်းတာဘာလွမ်းလို့လွမ်းမှမသိကျွန်တော်အိမ်အတော်အိမ်မှာနေတော့လှေကားတက်လေးရှိတယ်အဲ့ဒီလှေကားတက်လေးမှာထားဗတင်းမောက်ကနေအပြင်ကိုကြည့်တာအပြင်ကိုကြည့်ငါအမေနဲ့ပြန်ပြီးတော့ငါပြည့်ရင်လည်းပဲစားကွာဘာနဲ့ပဲစားငါအမေနဲ့ပြန်နေခြင်းနဲ့ညီကိုတွေနဲ့စော့ကျင်လိုက်တာအကိုတွေနဲ့လည်းမစော့အောင်အမေနဲ့လည်းမနေအောင်ဟိုးသူများစီမှာကြောင်းကိုယ့်ဘောင်ကိုကြောင်းမတက်နိုင်လို့အတော်စီမှာအလုတ်သွားလုပ်ပြီးတော့ကြောင်းတက်အဲ့တော့ကျွန်တော်ငကိုတွေကလေအလွမ်းတက်ခံရှိတယ်နော်ငကိုတွေကလွမ်းတက်လာနော်လူကကြည့်လိုက်ဟာဘာလွမ်းလို့လွမ်းမသိဘူးနော်တက်ခံဟောအထဲထဲမှာရှိတာဒါမှမဟုတ်ကျွန်တော်ကြောင်းတက်တော့အေးဆုံးစုရဘူးလေကြောင်းကန်းထဲမှာဆီယာမမရှိနေကြောင်းသားတွေကစော့တော့ဟာပြောင်းဆောင်စော့မိန်းကလေးရောယောက်ျားလေးရောအကုန်လုံးစော့တယ်နော်ကျွန်တော်တယောက်ဝင်မစော့ဘူးကျွန်တော်ဘာလုပ်တယ်မှလဲအဲ့ဒီကြောင်းအခန်းရဲ့တောင်းကပတင်းပေါက်လေးကနေအပြင်ကိုကြည့်အပင်လေးတွေကြည့်ဟိုဟာလေးတွေကြည့်လွမ်းတယောက်တည်းလေအိမ်ကိုလွမ်းတာနော်အိမ်ပြန်ကျင်တာဆီယာမဝင်လာအောင်ကျောင်းသားတွေတဲ့တယောက်မှဆရာမမရှိရင်နဲ့ငြိမ်မနေကြဘူးတဲ့ဒီအခန်းထဲမှာအေးဆုံးသူတယောက်ရှိတယ်ဆရာမစုချမယ်တဲ့မျက်နေတဲ့အရှိကိုထွက်လာခဲ့တဲ့ဟာကျွန်တော်ခေါ်ကျွန်တော်အံ့ဩသွားတယ်အေးဆုံးသူတဲ့ဆရာမထင်တာကျွန်တော်ထင်တာဘာဖြစ်လို့လဲအကုန်လုံးစော့နေတဲ့အချိန်မှာကျွန်တော်ဗတင်းပေါ်မှာငေးနေတော့ဘသူနဲ့မှစကားမပြောတော့အေးဆုံးလို့ထင်တာကျွန်တော်မအေးတာကျွန်တော်အသိဆုံးပဲနော်ကိုမကောင်းတာကိုအသိဆုံးပဲဒါပေမဲ့ဆီယာမဘယ်လိုထင်လဲအေးဆုံးတဲ့ပေတံတစ်ချောင်းစုကြတယ်အဲ့တော့ aeroplane ဟိုကော်ပေတံလေးရလေအရန်စီးကြီးတာမဝယ်နိုင်ဘူး
ဆီယမဆုချဟာအဲ့ဒါလေးဆုရဟာကျွန်တော်ဝမ်းသာလိုက်တာဆီယမထင်တာအေးဆုံးလို့ထင်တာနော်ကိုမအေးတာကိုသိဆုံးကိုမကောင်းတာကိုသိဆုံးပဲဘယ်သူမှပြောစရာမလိုနော်ကျွန်တော်ငယ်လေးတွေကလေမိဘနဲ့အတူမနေရတော့လွမ်းတာဗျာဘာလွမ်းလို့လွမ်းမှမသိအခုလို့အေးတဲ့ဒီဇင်ဘာဆိုလဲဟာဘာလွမ်းလဲမသိတခုတော့လွမ်းတာနော်ဒီနေ့ခရစ်စမတ်ဆိုတာလွမ်းစရာတခုတော့ရှိတယ်အဲ့ဒါကတော့လွန်ခဲ့သောနှစ်ပေါင်း2000ခန့်ကဘက်လင်ဆိုတဲ့မြို့လေးမှာတလောကလုံးကိုကယ်တင်မဲ့ဖခင်ကဖခင်အဖြစ်ကနေလူစားတိလာခံတယ်ဖခင်ဘုံစည်းစိမ်ကိုစွန့်တယ်ဖခင်ဖြစ်ခြင်းကိုတော့မစွန့်ပါဘူးလူကဲ့သို့မွေးဖွားခြင်းကိုခံပြီးတော့လူသားအားလုံးအပြစ်တွက်လက်ဝါးကတိုင်မှာအသေးခံဖို့ကြွားဆင်းလာခဲ့တယ်တချင်းလေးခေါင်းစဉ်ရဲ့နာမည်ကလွမ်းစရာဒီဇင်ဘာလို့ခေါ်ပါတယ်အဲ့ဒီတချင်းကိုရေးဆက်ထားတဲ့သူကတော့ကျွန်တော်ရဲ့ဆရာတော်မန်ဆိုင်မန်ဖြစ်ပါတယ်လက်ခုပ်တီးပေးအောင်ဆရာတော်မန်ဆိုင်မန်နော်ဆရာဆိုင်မန်ကတရားဟောတာပဲကောင်းတာမဟုတ်နော်တချင်းရေးတဲ့နေရာလည်းကောင်းတယ်ဒီတချင်းကိုသူကိုယ်တိုင်စုံလို့ကျွန်တော်မနဲ့တားထားရတယ်ဆရာမလုပ်ပါနဲ့နော်အောက်ကလူတွေအားလုံးမျက်ရည်ဘူးသီးလုံးလုံးကြာပြီးတော့ဒီမှာကျွန်တော်တို့အားလုံးမျောသွားမယ်နော်ဆရာစုံလိုက်ရင်ဒါပေမဲ့ဆရာစုံမှာပါတခြားသချင်းရှိတယ်နော်တခြားသချင်းစုံဖို့ရှိတယ်ဒီသချင်းကိုတော့အကလေးနဲ့ပေါ့ဗျာအကလေးနဲ့နော်ဒီသချင်းကိုတီးခတ်ထားပေးတာတော့ကိုစောပီပီတို့နော်ကျွန်တော်တို့ဆေရာဂိုဆိုတဲ့ဒီ music band နေပြီးတော့တီးထားပေးတယ်အရန်ကောင်းတယ်တီးထားတာလေနော်အဲ့တီးလုံးလေးနဲ့ဆိုတော့ကတာပို့ပြီးတော့မြိုင်တာပေါ့နော်ဒီသချင်းကိုစိုးထားပေးတဲ့သူကတော့ဒေသန်ရှင်တော်ဒီဖြစ်ပါတယ်လက်ခုပ်တီးပေးအောင်တော်ဒီအတန်လေးကလည်းလွမ်းစရာလေးတချင်းစာသားလေးကလည်းလွမ်းစရာလေးနော်ဒီသချင်းလေးနားထောင်ပြီးတော့ရီးစားဟောင်းကိုလွမ်းလိုက်တာလို့မလုပ်ပါနဲ့နော်ဒီသချင်းလေးနားထောင်ပြီးတော့ယေရှုကိုလွမ်းမောဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကိုကယ်တင်မဲ့ဖခင်ကြွလာတယ်